တင်နန်းနေလဲစုံနေပြီအခုထိဂျပန်လိုမပြောတတ်သေးဘူးစိတ်မူပါနဲ့ဂျပန်လိုကြမ်းကြင်စွာပြောတတ်ချင်တယ်ဆိုရင်ထိရောက်တဲ့တင်နန်းကောက်တစ်ခုပဲလိုအပ်တယ်နော်အပြင်တင်နန်းနေပြည့်သက်နေရလို့ပင်ပန်းနေပြီလား GIS မှာဆိုရင်အချိန်မျိုးနေရာမျိုးအင်တာနက်နဲ့ဖုန်းတစ်လုံးရှိုံနဲ့အလွယ်တကူလေ့လာနိုင်ပါတယ်အချိန်မရှိလို့အခက်တွေ့နေလားတစ်နေ့ကိုမိနစ်30လောက်အချိန်ပေးုံနဲ့အလွယ်တကူလေ့လာနိုင်ပါတယ် online တင်နန်းဆိုပြီးထိရောက်မှုမရှိမှစိတ်ပူနေလားစိတ်ပူပါနဲ့သင်ခန်းစာတွေလေ့လာပြီးရင်ကိုယ့်ရဲ့တက်မြောက်မှုကိုစစ်ဆေးနိုင်ဖို့ quiz တွေ test တွေဖြည့်ကြည့်လို့ရမယ်။အော်ဒါနဲ့သင်တန်းပြီးဆုံးကြောင့် certificate လည်းထုတ်ယူလို့ရသေးရဲ့နော်။အဲ့ဒါကြောင့်သင်တန်းတွေအများကြီးလိုက်တက်နေမဲ့အစား GIS ရဲ့ထိရောက်တဲ့သင်ကြားမှုတွေနဲ့အတူသင်ရဲ့ဂျပန်စာလေ့လာမှုခီကိုစတင်လိုက်တော့နော် GIS မှာဂျပန်စာသင်တန်းတက်ဖို့စိတ်ဝင်စားတယ်ဆိုရင် TikTok ဟာသူတွေက TikTok bio မှာရှိရဲ့ Telegram link ကနေဆက်သွယ်လို့ရတယ်လို့ Facebook ကဆိုရင် Page Messenger ကနေတဆင့်လဲအသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်